စာရမဏဟာအင်မတန်မှလိမ်မာပါနာတော်သူဖြစ်တယ်။ဒါကြောင့်ယုံကြည်သူဖျားသားသမီးတွေအသက်ရှင်သောဖျားကိုမချီးမွမ်းနိုင်အောင်နိလန်မျိုးစုံအလွာပေါင်းစုံဒုက္ခဆင်းရဲအမျိုးမျိုးနဲ့နေ့စဉ်နေ့တိုင်းမှာစာရမဏဟာယုံကြည်သူဖျားသားသမီးတွေကိုတိုက်ခိုက်နေမှာဖြစ်တယ်။အဲ့ဒီအထဲကနေအောင်မြင်ဖို့အတွက်ကျွန်တော်တို့အထဲမှာဖျားရဲ့နှုတ်ပတ်တော်ဟာအမြဲတမ်းအသက်ရှင်ဖို့အတွက်အရေးကြီးပါတယ်။ချိန်နေပြီဆိုလာနေစေဘယ်လိုဖြစ်တဲ့နေစေခင်ဗျာပဲတွေ့နေပဲရာရာပြတ်တော့လို့နေစေချိန်နေကိုရှောင်းပေးဘူးဟေးခင်ဗျာလဲနန်တိုင်းအားလုံးကိုယေရှုခရစ်တော်ဖခင်နာမ၌မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်။ယေရှုခရစ်တော်ရဲ့အသွေးတော်တကူအပြင်အရောက်ချင်းစီတိုင်းဒီဖခင်ခင်ထံမှကျမ်းမာခြင်းပျော်ရွှင်ခြင်းငြိမ်သက်ခြင်းများအရောက်ချင်းစီတိုင်းခံစားရရှိကြပါစေ။ဒီကနေ့တော့ကျွန်တော်ဘာအကြောင်းအရာလေးကိုပြောချင်တယ်လဲဆိုရင်ဒုက္ခထဲမှချီးမွမ်းတန်ဆိုတဲ့ခေါင်းစဉ်အဖြစ်နှုတ်ပတ်တော်ခွန်အားပေးခြင်းပါ။ဆိုတော့ဒီကနေ့စာရမဏဟာအင်မတန်မှလိမ်မာပါနာတော်သူဖြစ်တယ်။ယုံကြည်သူဖခင်သားသမီးတွေဖခင်သခင်ကိုမချီးမွမ်းနိုင်အောင်နိလန်မျိုးစုံအလွာပေါင်းစုံဒုက္ခဆင်းရဲအမျိုးမျိုးနဲ့တင်းကိုနောက်ဆက်ညင်းဆဲတိုက်ခိုက်နေမှာဖြစ်တယ်။အဲ့ဒီထဲကနေကျွန်တော်တို့လွတ်မြောက်အောင်မြင်နိုင်ဖို့အတွက်ဖခင်ရဲ့နှုတ်ကပတ်တော်ဟာကျွန်တော်တို့အထဲမှာအမြဲတမ်းအသက်ရှင်နေဖို့အတွက်အရေးကြီးပါတယ်။စာရမဏအကြောက်ဆုံးအရာဟာချီးမွမ်းခြင်းဖြစ်တယ်။ချီးမွမ်းခြင်းကိုစာရမဏအရန်ကြောက်တယ်။ဒါကြောင့်ယုံကြည်သူဖခင်သားသမီးတွေဖခင်ကိုချီးမွမ်းနိုင်ဖို့အတွက်သူမလိုချင်ဘူး။ဖခင်ကိုမချီးမွမ်းနိုင်ဖို့အတွက်ပဲသူအမြဲတမ်းနှောက်ယှက်နေမှာဖြစ်တယ်။ဒါကြောင့်ဆင်းရဲဒုက္ခအမျိုးမျိုးကိုဒီနေ့ယုံကြည်သူတွေဖခင်သားသမီးတွေကိုစာရမဏကြုံတွေ့စေမှာဖြစ်တယ်။စာရမဏဟာဒုက္ခဆင်းရဲအမျိုးမျိုးနဲ့တင့်ကိုနှောက်ယှက်နေမှာဖြစ်တယ်။တင့်ကိုတိုက်ခိုက်နေမှာဖြစ်တယ်။နေ့စဉ်တိုင်းစာရမဏကကျွန်တော်တို့ကိုတိုက်ခိုက်တယ်။ဘာကြောင့်တိုက်ခိုက်တာလဲဆိုရင်ကျွန်တော်တို့ဖခင်ကိုမချီးမွမ်းနိုင်အောင်ဖခင်ရဲ့မျက်မှောက်တော်ကနေကျွန်တော်တို့ဝေးတော့စာရမဏဟာနေ့စဉ်နေ့တိုင်းတင့်ကိုတိုက်ခိုက်နေမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ပတ်ဝန်းကျင်ထဲမှာကြီးလိုက်တဲ့အခါမှာဒီနေ့ဒီအချိန်ကာလမှာဘာတွေများနေတယ်လဲဆိုရင်ချီးမွမ်းခြင်းအတန်ထက်ညီးတွားခြင်းအတန်တွေများနေတယ်။ဟာကိုရိုနာဗိုင်းရပ်စ်ဖြစ်နေပြီဘယ်လိုလုပ်ရမလဲဘာစားရမလဲဘာတောက်ရမလဲဘယ်လိုအသက်ရှင်ရမလဲတစ်ဖက်မှာနိုင်ငံရေးကတမောက်ဒါကြောင့်အဲ့ဒီနှစ်ခုဂျားထဲမှာဒီနေ့ကျွန်တော်ယုံကြည်သူတွေကလည်းဂျားညက်ပြီးမှဘာဖြစ်နေတယ်လဲဆိုရင်မချီးမွမ်းနိုင်တော့ဘူးဖခင်ကိုမချီးမွမ်းနိုင်တဲ့သူတွေအများကြီးရှိလာပြီအများတန်းပါလဲညီးတွားနေတယ်တချို့သောသူတွေကဖခင်ကိုတောင်မှကျွန်တော်အပြစ်တင်နိုင်လောက်တဲ့အဆင့်ထိကျွန်တော်ညီးတွားနေကြတယ်ဖခင်ဘလို့လဲဖခင်ကိုမေးခွန်းနဲ့အမျိုးမျိုးမေးကြဒီကနေ့ကျွန်တော်တို့ကဖခင်ကိုမေးခွန်းနဲ့မေးနေမဲ့အစားဖခင်ကိုချီးမွမ်းပါချီးမွမ်းစရာမကောင်းတဲ့အခြေအနေဖြစ်တယ်အခြေအနေကညီးတွားစရာကိုဖြစ်နေတဲ့အခြေအနေဖြစ်တယ် Facebook ထဲမှာကြီးလိုက်တဲ့တနေ့ပြီးတနေ့လူတွေတေသွားတဲ့သတင်းတွေပဲထွက်လာတယ်ကြည့်ရင်ညီးတွားစရာဖြစ်တယ်ဝမ်းတာစရာတော့မဟုတ်ဘူးချီးမွမ်းစရာတော့မဟုတ်ဘူးဒါကြောင့်ဒီနေ့လူတွေကလည်းမချီးမွမ်းနိုင်လာတော့ဘူးဖခင်ကိုမချီးမွမ်းနိုင်လာတော့ဘူးဒါကြောင့်ခုနကတော့ပြောပြီးစာရမဏဟာအင်မတန်မှအလိမ်မာပါနာတယ်လက်တလုံးချားလေးမှာပဲဒီနေ့ယုံကြည်သူတွေဖခင်ရဲ့ရှေ့မှာကြာရှုံးတော့အောင်စာရမဏကတိုက်ခိုက်နေတာဖြစ်တယ်အခုလိုမျိုးအခြေအနေတွေဖြစ်လာတဲ့အခါမှာကျွန်တော်တို့ကဘာဖြစ်တယ်လဲဆိုရင်မချီးမွမ်းနိုင်တော့ဘူးနော်မချီးမွမ်းနိုင်တော့ဟိုအချောင်းစဉ်းစားလိုက်စိတ်ညစ်စရာတွေပေါ်လာလိုက်ဒီအချောင်းစဉ်းစားလိုက်စိတ်ညစ်စရာတွေပေါ်လာလိုက် Facebook ကိုတက်ကြည့်လိုက်တဲ့စိတ်ညစ်စရာတွေပေါ်လာတယ်ဒါကြောင့်အဲ့ဒီစိတ်ညစ်စရာတွေဂျားထဲမှာကျွန်တော်တို့ကဘာလဲတနေ့ပြီးတနေ့တဆင့်ပြီးတဆင့်ချီးမွမ်းခြင်းကရော့သွားပြီးမှညီးတွားခြင်းတွေများလာတယ်ဒီနေ့ဒီဒုက္ခဆင်းရဲဂျားထဲမှာကျွန်တော်တို့ဘုရားကိုမချီးမွမ်းနိုင်တဲ့ပုံကိုယ်တွေအများကြီးရှိတယ်တချို့ဒီနေ့ COVID-19 positive ဖြစ်နေတဲ့သူတွေအများကြီးရှိတယ်ယုံကြည်သူတွေထဲကလည်းရှိတယ်ဆိုတော့ခွာပေးခြင်းပါတယ်
အခြေအနေကအဲ့ဒီအကြောင်းအရာလေးကိုစဉ်းစားနေမယ်ဆိုရင်တင်ဟာချီမောမချီမောနိုင်ဘူးအများတန်းညီးတွားနေမှာဖြစ်တယ်ဟာဘယ်လိုလုပ်ရမလဲတချို့သောသူတွေနေကောင်းတဲ့ကြမ်းကြမ်းမာရှိတယ်ဆိုတော့ COVID-19 ကိုစစ်လိုက်တဲ့ positive ဖြစ်နေတဲ့အခါမှာဒီကနေ့ကြမ်းကြမ်းမာရှိနေပေမဲ့နောက်မနေ့မှာပျော့သွားပြီဒုက္ခရောက်သွားပြီသူဒီနေ့ကြမ်းကြမ်းမာပဲစိတ်ဒုက္ခရောက်သွားတယ်တကိုယ်လုံးပျော့သွားပြီဘာမှမလုပ်နိုင်တော့ဘူးစိတ်တက်ကြသွားတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကအဲ့ဒီ COVID-19 အပေါ်မှာပဲကျွန်တော်ခံစားချက်များနေတယ်အဲ့ဒီ positive ဖြစ်နေပြီဆိုတဲ့အပေါ်မှာပဲကျွန်တော်ခံစားချက်ကများနေတယ်ဒီကနေ့ကျွန်တော်ရဲ့အတင်းသားတွေထဲမှာလဲ positive ဖြစ်နေတဲ့သူတချို့ရှိတယ် positive ပေါ်တယ်ပေါ့နော်ပေါ်တယ်ဆိုတော့အဲ့လိုဖြစ်သွားတဲ့အခါမှာလွန်ခဲ့တဲ့အချိန်မှာခုနကအချိန်မှာတန်တမာပဲအားကောင်းပေါင်းတာပဲဒါပေမဲ့ still လိုက်တော့ပေါ်တော့ပြီဆိုတဲ့အခါမှာစိတ်ဓာတ်ကျသွားတယ်တခါတည်းနောက်နေ့မနေ့ကျတော့ကုန်းလုံးနာကျင်ကြိုက်ခဲသွားပြီဘာကြောင့်လဲဆိုရင်အဲ့ဒီဝေဒနာအပေါ်မှာအဲ့ဒီဖြစ်ပျက်နေတဲ့အရာအပေါ်မှာခံစားချက်များသွားလို့ဖြစ်တယ်ကျွန်တော်တို့ကအဲ့ဒီအရာကိုခံစားချက်ဦးစားမပေးနဲ့ဖခင်ရဲ့ကောင်းမြတ်ခြင်းအပေါ်မှာဦးစားပေးမှဖခင်ကိုဦးစားပေးခံစားပြီးမှကျွန်တော်တို့ချီးမွမ်းရအောင်ဒါကြောင့်တမန်ကျမ်းစာကဒီလိုပြောတယ်ဆာလံကျမ်းအခန်းကြီး63အပိုက်ငယ်3ထဲမှာဒီလိုပြောတယ်ဘယ်လိုပြောတယ်လဲဆိုရင်ကျွန်တော်တစ်ချက်ဖတ်ချင်တယ်ဆာလံကျမ်းအခန်းကြီး63အငယ်3ထဲမှာဒီလိုပြောပါတယ်ဂယုနာတော်သည်အသက်ထက်တာ၍ကောင်းသောကြောင့်အကျွန်ုပ်၏နှုတ်သည်ကိုယ်တော်ကိုချီးမွမ်းရပါမည်ဆက်ပြီးမှထို့သောအသက်ရှင်စဉ်တွင်ကိုယ်တော်ကိုကောင်းကြီးပေးပါမည်ဆာလံဆရာတာဝိဟာသူ့ရဲ့အတ္တကိုကြည့်တဲ့အခါမှာချီးမွမ်းစရာမကောင်းတဲ့အခြေအနေတွေများစွာသူကြုံတွေ့ရတယ်ချီးမွမ်းစရာမကောင်းတဲ့အခြေအနေအဖြစ်အပျက်မျိုးတွေလူအနေနဲ့ကြည့်မယ်ဆိုရင်ညီးတွားစရာအဖြစ်အပျက်မျိုးတွေများစွာသူကြုံတွေ့ရတယ်ဒါပေမဲ့သူကဘာပြောတယ်လဲဆိုရင်ဂယုနာတော်ဒီအသက်ထက်တာ၍ကောင်းသောကြောင့်နော်ဂယုနာတော်ဟာအသက်ထက်တာ၍ကောင်းတယ်ဘုရားရဲ့ဂယုနာနဲ့ဖခင်ရဲ့ဂယုနာကကျွန်တော်တို့အသက်ထက်တာ၍ကောင်းတယ်လူတရားရဲ့အသက်ရှင်ခြင်းနဲ့တည်ခြင်းကိုလူတွေဆုံးဖြတ်လို့မရဘူးဖခင်ပဲပိုင်တာဖြစ်တယ်ဖခင်ပဲပိုင်တယ်မတည်တဲ့လူလည်းလောကမှာမရှိဘူးအကုန်လုံးဟာကျွန်တော်မှအစအကုန်လုံးတည်တဲ့ပုံကိုယ်တွေဖြစ်တယ်ဒါပေမဲ့အသက်တည်ခြင်းနဲ့ရှင်ခြင်းကိုဖျားပိုင်တယ်ဒါကြောင့်အသက်ရှင်နေတဲ့အခါမှာဒီမှာပြောလဲတမန်ကျမ်းစာထဲမှာကြည့်တဲ့အခါမှာထို့တို့အသက်ရှင်စဉ်တွင်ကိုယ်တော်ကိုကောင်းချီးပေးပါမည်အသက်ရှင်နေတဲ့အချိန်မှာဖျားကိုချီးမွမ်းဖို့ဖြစ်တယ်ဒါပေမဲ့စာရမဏေကတင်ဖျားကိုမချီးမွမ်းနိုင်အောင်နီလာမျိုးစုံနဲ့ဆွဲချနေမယ်နီလာမျိုးစုံနဲ့တိုက်ခိုက်နေမှာဖြစ်တယ်မချီးမွမ်းနိုင်အောင်မချီးမွမ်းနိုင်ဒါကြောင့်ဒီနေ့ယုံကြည်သူများတင်းတို့တင်သားများကိုကျွန်တော်ခွန်အားပေးခြင်းခံစားချက်ကအဲ့ဒီဖြစ်ပျက်နေတဲ့အရာပေါ်မှာခံစားချက်ဦးစားမပေးနဲ့အဲ့ဒီဖြစ်ပျက်နေတဲ့အရာကိုခဏမေ့ထားလိုက်ဖျားကိုပဲကျွန်တော်ခံစားရအောင်ဖျားရဲ့ဂယုဏကိုကျွန်တော်ခံစားရအောင်ဖခင်ရဲ့ကောင်းမြတ်ခြင်းအရာကိုကျွန်တော်ခံစားရအောင်ကျွန်တော်ချီးမွမ်းနိုင်လာမှာဖြစ်တယ်ချီးမွမ်းခြင်းထဲမှာဘာပါတယ်လဲဆိုရင်ချီးမွမ်းခြင်းထဲမှာကျမ်းမာခြင်းပါလာဖြစ်တယ်ချီးမွမ်းခြင်းထဲမှာစာရမဏေရဲ့ကိုတိုက်ခိုက်နိုင်တဲ့တကူပါလာဖြစ်တယ်စာရမဏေဟာချီးမွမ်းခြင်းကိုအင်မတန်မှကြောက်တယ်ချီးမွမ်းတဲ့နေရာမှာဖခင်ကိုချီးမွမ်းတဲ့နေရာမှာတူမနေနိုင်ဘူးဒါကြောင့်ဒီနေ့မှလည်းဒီနေ့ကိုရိုနာဗိုင်းရပ်စ်အားဖြင့် COVID-19 အားဖြင့်ဒီနေ့ယုံကြည်သူတွေကိုလည်းစာရမဏေဟာဒါကိုအသုံးပြုပြီးမှတိုက်ခိုက်နေတယ်ဆိုတဲ့အရာကိုဒီနေ့တတိထားပါဒါကြောင့်ကျွန်တော်တို့လိုက်နာရမယ့်အပိုင်းတွေရှိတယ်လှုပ်ဆောင်ရအပိုင်းတွေရှိတယ်အဲ့ဒီအရာတွေလှုပ်ပါကျမ်းမာရေးနဲ့ပတ်သက်တဲ့အရာတွေပညာပေးထားတဲ့အရာတွေများစွာရှိတယ်အဲ့ဒီအရာတွေကိုလည်းလှုပ်ပါတို့တော့နံပါတ်1ဖခင်ကိုပဲဦးစားပေးပါဖခင်ကိုပဲချီးမွမ်းပါဖခင်ကိုပဲခံစားချက်အပြည့်ပေးလိုက်ပါအဲ့ဒီထဲမှာချီးမွမ်းခြင်းထဲမှာကျမ်းမာခြင်းပါတာဖြစ်တယ်တင်ဖျားကိုချီးမွမ်းလိုက်ပါအဲ့ဒီချီးမွမ်းခြင်းအားဖြင့်တင့်ထဲမှာဖြစ်နေတဲ့အနာရောဂါအလုံးကနေလည်းကျမ်းမာခြင်းကိုခံစားမှာဖြစ်တယ်ကျမ်းမာခြင်းရမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ပြောချင်တယ်
ဖះကိုအချိန်တိုင်းမှာချီးမွမ်းပါစိတ်ဓာတ်မချနဲ့ဘလို့ဝက်ဖြစ်နေပါစေအဲ့ဒီဖြစ်နေတဲ့လောကရဲ့ဒေတာန္တရရဲ့ဖြစ်နေတဲ့အခြေအနေပေါ်မှာခံစားချက်ကိုဦးစားမပေးနဲ့ဖះကိုပဲဖះရဲ့ဂယုနာတော်ကိုပဲများများခံစားပါဖះရဲ့မဆာခြင်းကျေးဇူးပြုခြင်းအရာကိုပဲများများခံစားပါအသက်ရှင်နေတဲ့အချိန်ကာလမှာဖះကိုကောင်းချီးပေးပါဖះကိုချီးမွမ်းပါအသက်ရှင်နေရတဲ့အချိန်အခက်အတန့်လေးမှာဖះကိုချီးမွမ်းပါတင်တေသွားရင်ဖះကိုမချီးမွမ်းနိုင်တော့ဒါကြောင့်အသက်ရှင်နေတဲ့အချိန်လေးဘလို့မျိုးပဲဖြစ်နေပါစေဖះကိုချီးမွမ်းပါခွန်အားပေးခြင်းနဲ့စပိမတမချမ်းစာမှာဘာကိုတွေ့ရတယ်လဲဆိုရင်ဓမ္မရာဆိုရင်ပထမဆုံးအခန်းကြီး16အပိုင်ငယ်23မှာဒီလိုပြောပါတယ်အဲ့ဒီထဲမှာလေဒါဝိရဲ့အကြောင်းအရာလေးကိုကျွန်တော်တွေ့ရတယ်ရှောလုနဲ့ဒါဝိရဲ့အကြောင်းအရာလေးဘာကိုပြောထားတယ်လဲဆိုရင်ကျွန်တော်အနေငယ်ဖတ်ချင်တယ်ဘုရားခင်ထံတော်ကသိုးတော်ဝိညာဉ်တွေရှောလုအပေါ်မှာရောက်လာတော့အခါဒါဝိဒီစောင်းကိုယူ၍တီးတဲ့ဖြင့်သိုးတော်ဝိညာဉ်ထွက်သွား၍ရှောလုဒီတက်တာလက်ပဂတိကျမ်းမာလက်ရှိပြောချင်တဲ့အရာကဒါဝိကဘုရားကိုချီးမွမ်းလိုက်တဲ့အခါမှာစောင်းကိုတီးပြီးဘုရားကိုချီးမွမ်းလိုက်တဲ့အခါမှာသိုးတော်ဝိညာဉ်ဟာရှောလုအကနေထွက်သွားပြီးမှတက်တာလက်ပဂတိကျမ်းမာလက်ရှိတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်အသက်တာထဲမှာလည်းဖြစ်ပျက်နေတဲ့အရာတချို့ COVID-19 positive ခံစားနေရတဲ့လူရှိတယ်တချို့ကလည်းစိတ်ပိုင်းဆိုင်ရာမှာအဲ့ဒီအရာကြောင့်ခံစားနေရတဲ့အရာတွေရှိတယ်ဒါပေမဲ့ဖယားကိုပဲအာယုံပြုဖယားကိုချီးမွမ်းလိုက်ပါအဲ့ဒီချီးမွမ်းခြင်းထဲမှာပဂတိကျမ်းမာခြင်းတကူပါတာဖြစ်တယ်အာမင်ဒါကြောင့်ဒီနေ့ကျွန်တော်ခွန်အားပေးခြင်းကျွန်တော်တို့အခုမချီးမွမ်းနိုင်တော့ဘူးအများပိုင်းကညီးတွားနေကြတယ်အများပိုင်းကဖယားကိုလည်းအပြစ်မြင်လာတဲ့လူတွေရှိတယ်အများပိုင်းကအဲ့ဒီအပေါ်မှာခံစားချက်အများများသွားတယ်အဲ့ဒီအထက်မှာခံစားချက်မများပါနဲ့ကျွန်တော်တို့ရဲ့အပေါ်မှာဖယားရဲ့ဂယုဏအတက်ထက်တာ၍ကောင်းတယ်ဒါကြောင့်ဖယားကိုနေ့ရက်စဉ်တိုင်းမှာချီးမွမ်းပါအချိန်တိုင်းမှာချီးမွမ်းပါမိနစ်တိုင်းစက္ကန့်တိုင်းမှာဖယားကိုချီးမွမ်းပါဖယားကိုချီးမွမ်းဖို့အတွက်ပဲဒီနေ့ကျွန်တော်ခွန်အားပေးခြင်းပါတယ်ဒါကြောင့်ဖယားကလောကကြီးဟာဝမ်းမြောက်စရာမကောင်းဘူးချီးမွမ်းစရာမကောင်းဘူးလောကကြီးဟာအင်မတန်မှယိုယွင်းပျက်စီးနေတဲ့လောကကြီးဖြစ်တယ်ရစရာမရှိတဲ့လောကကြီးဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကိုဘုရားသခင်ကဘာပြောတယ်လဲဆိုရင်ဖိလိပ္ပိဩဝါဒစာအခန်းကြီး၄အပိုင်ငယ်၄ထဲမှာဘာပြောတယ်လဲဆိုရင်တခင်ဘုရား၌အစင်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့တဖန်ငါဆိုဒီကဝမ်းမြောက်ကြလော့ဒီနေ့ကျွန်တော်တို့ကမဝမ်းမြောက်နိုင်တော့ဘူးမဝမ်းမြောက်နိုင်တဲ့အခါမှာမချီးမွမ်းနိုင်တော့ဘူးလောကအရာကဝမ်းမြောက်စရာမကောင်းတဲ့အတွက်လူတွေဟာမဝမ်းမြောက်တာဟာမထူးဆန်းပါဘူးဒါကြောင့်လောကအရာကိုကြည့်ပြီးမှလူတွေကညီးတွားနေတယ်လောကအရာကိုကြည့်ပြီးမှလူတွေကစိတ်ဒုက္ခရောက်နေတယ်လောကအရာကိုပဲကြည့်ပြီးမှမဝမ်းမြောက်နိုင်တော့မပျော်ရွှင်နိုင်တော့ဘူးမချီးမွမ်းနိုင်တော့ဘူးဖခင်ကိုဒါကြောင့်လောကအရာကိုမကြည့်ပါနဲ့တခင်ဖခင်၌အဲ့ဒီတခင်ဖခင်အဲမှာပဲယေရှုခရစ်တော်ဖခင်အဲမှာပဲကျွန်တော်တို့ရဲ့ဝမ်းမြောက်ခြင်းရှိတာဖြစ်တယ်ယေရှုခရစ်တော်ဖခင်အဲမှာပဲကျွန်တော်တို့အတွက်ဘာရှိတယ်လဲဆိုရင်ချီးမွမ်းခြင်းရှိတာဖြစ်တယ်အဲ့ဒီချီးမွမ်းခြင်းရှိလာတဲ့အခါမှာတင့်ထဲမှာရှိနေတဲ့စာရမဏေရဲ့နောက်ဆက်ခြင်းတိုက်ခိုက်ခြင်းအရာအားလုံးဟာပျောက်ကွယ်သွားမှာဖြစ်တယ်တင့်ထဲမှာရှိနေတဲ့မကြမ်းမာခြင်းအရာတွေကလည်းတင်ဖိတခင်ဖျားနဲ့ဝမ်းမြောက်စွာချီးမွမ်းခြင်းအပြင်တင်းရဲ့မကြမ်းမာခြင်းအမှုအရာတွေကလည်းခရစ်တော်အားဖြင့်ခရစ်တော်ရဲ့အတွေးတော်အားဖြင့်ကြမ်းမာခြင်းကိုခံစားမှာဖြစ်တယ်ဒါကြောင့်ဒုက္ခပြဿနာအမျိုးမျိုးရှိတဲ့လောကထဲမှာယခုလက်ရှိဖြစ်နေတယ်တိုးတော်လဲအဲ့ဒီဒုက္ခပြဿနာကြားအထဲကနေဖျားကိုချီးမွမ်းတတ်ပါအဲ့ဒီဒုက္ခပြဿနာအထဲကနေဖျားကိုချီးမွမ်းပါခွန်အားပေးခြင်းနဲ့တိုက်တွန်းခြင်းနဲ့ဒါကြောင့်ဒုက္ခထဲမှာချီးမွမ်းတန်ဘုရားသခင်အင်မတန်မှမျှော်လင့်နေတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တယ်ယေရခေါမြို့ကြီးကိုဘလို့ဖြိုဖျက်ခဲ့တယ်လဲဆိုရင်ချီးမွမ်းခြင်းနဲ့ဖြိုဖျက်ခဲ့တာဖြစ်တယ်လူအနေနဲ့ကြည့်မယ်ဆိုရင်မတတ်နိုင်ဘူးမဖြစ်နိုင်ဘူးဒါပေမဲ့အဲ့ဒီထဲမှာဖျားကချီးမွမ်းဖို့အတွက်ပြောတဲ့အခါမှာချီးမွမ်းခြင်းအဖြစ်လာတဲ့အခါမှာဘလောက်ပဲကြီးမားတဲ့မြို့ရိုးဖြစ်ပါစေပြိုကျသွားတယ်ဒီနေ့ပေါလုနဲ့တီလာဟာဒုက္ခပြဿနာကြားထဲကနေသူ
သူတို့ကနှလုံးသားအထက်ကနေဘုရားသခင်ပြန်တဲ့ဝမ်းမြောက်ခြင်းအပြည့်နဲ့ဘုရားကိုချီးမွမ်းနေတဲ့အခါမှာထောင်ထဲမှာလည်းဘုရားကိုသူတို့ချီးမွမ်းနေတယ်ချီးမွမ်းနေတဲ့အခါမှာဘလောက်ပဲလုံခြုံပါတယ်ဆိုတဲ့နေရာထဲမှာတော့ခတ်တိုင်းထားပါစေထောင်ထဲမှာရှိနေပဲတော့တွေအစင်းစင်းခတ်ထားပေမဲ့အဲ့ဒီတော့တွေအားလုံးကိုချီးမွမ်းခြင်းအဖြစ်ဖြိုခွင်းလို့ရတာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့အထဲမှာဖြစ်ပျက်နေတဲ့အရာတွေကလည်းကြည့်ရင်တော့မလွယ်ဘူးတကယ်မလွယ်ဘူးလောကအနေနဲ့ကြည့်ရင်တကယ်မလွယ်ဘူးပျောက်ကင်းဖို့အတွက်စေလည်းမရှိဘူးနော်စေုံတွေမှာတွားတဲ့အခါမှာလည်းဘာမှမလုပ်ပေးနိုင်ဘူးကုပျောက်ကင်းအောင်ကုသပေးနိုင်တဲ့ဆရာဝန်တွေလည်းမရှိဘူးဒါကြောင့်စေကဘာလဲဆိုရင်ချီးမွမ်းခြင်းဖြစ်တယ်အဲ့ဒီချီးမွမ်းခြင်းထဲမှာကျွန်တော်တို့ရဲ့ချမ်းသာခြင်းအားလုံးပါတာဖြစ်တယ်ယောဂထဲကနေတက်တာခြင်းပဂတိချမ်းသာခြင်းဟာချီးမွမ်းခြင်းထဲမှာဖြစ်တယ်ဒါကြောင့်ဒုက္ခထဲကနေပါဘုရားကိုကျွန်တော်ချီးမွမ်းရအောင်အဲ့ဒီဒုက္ခထဲမှာပဲနှစ်မုံမနေနဲ့အဲ့ဒီဒုက္ခထဲမှာပဲညှိတွားမနေနဲ့အဲ့ဒီထဲကနေဘုရားကိုတခင်ဖျားနိုင်ဝမ်းမြောက်သောနှလုံးသားအဖြစ်ချီးမွမ်းနိုင်တော်သူများဖြစ်စေဖို့အတွက်ဒီကနေ့နှုတ်ကပတ်တော်အဖြစ်ဤများလောက်ရောက်ချင်းစီတိုင်းကိုဝေငှတိုက်တွန်းခွန်အားပေးလိုက်ပါတယ်အရောက်ချင်းစီတိုင်းဘုရားသခင်ထံမှပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းများခံစားရရှိကြပါစေဖြစ်ပျက်နေတဲ့အရာအပေါ်မှာဦးစားမပေးဘဲနဲ့ဘုရားကိုချီးမွမ်းနိုင်တော်သူများဘုရားကိုတာ၍ဦးစားပေးမှဘုရားကိုတာ၍ခံစားပြီးမှဘုရားရဲ့ဂရုဏာကိုပို့ပြီးမှခံစားပြီးမှဘုရားကိုချီးမွမ်းနိုင်တော်သူတွေဖြစ်ပါစေယောဂခံစားနေရတဲ့အရာကိုမခံစားပါနဲ့အဲ့ဒီအရာကိုနှလုံးသားထဲမှာနေရာမပေးပါနဲ့ဘုရားကိုနေရာပေးပါတင်းရဲ့အတွေးစိတ်ခန္ဓာစိတ်ဝိညာဉ်အလုံးထဲမှာဘုရားကိုနေရာပေးပါဘုရားကိုချီးမွမ်းပါအဲ့ဒီဒုက္ခထဲကနေချီးမွမ်းတော့အတာတဲ့အတွက်အောင်မြင်ခြင်းဖြစ်တယ်စာရမာနကိုတိုက်ခိုက်ဖို့ကလည်းချီးမွမ်းခြင်းဖြစ်တယ်ချီးမွမ်းခြင်းနေရာမှာစာရမာနဘယ်တော့မှမနေနိုင်တယ်လို့ချီးမွမ်းခြင်းနေရာမှာမကောင်းသောအနိဋ္ဌာယုံဘာမှမရောက်စေရပါဘူးဒါကဘုရားရဲ့နှုတ်ကပတ်တော်ဖြစ်တယ်အရောက်ချင်းစီတိုင်းဘုရားခင်ကောင်းချီးပေးပါစေSo come and get your leg, you're in your leg. Yes. Along go and then try to get your leg. No look at my pin 19 with him, I'm Shibu. So come my crypto, let you away by me. Take it so young, easy, below it, tip and easy. Kim Yabe, that 20 minutes, yeah, the phone.